တာမန်လို့တမမလေးတယောက်တထေးကြီးမိသားစုတွေကိုပထမဆုံးအကြိမ်ချွေးမအဖြစ်ရောက်ရှိလာတဲ့နေ့မှာပဲလူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတယ်။သူမဟာအကျင့်ပါနေတဲ့အတိုင်းပွဲဦးထွက်နေမှာပဲကျမ်းပြင်ပေါ်မှာထိုင်ပြီးတာမန်လို့တမားတွေလိုမျိုးစားတောက်နေခဲ့လို့ပါ။ဒါကိုမြင်တဲ့ဧည့်သည်တွေကဒီလောက်ချမ်းသာတဲ့မိသားစုရဲ့ချွေးမကဘလို့လို့ဒီလိုစားတောက်နိုင်ရတာလဲဆိုပြီးလှောင်ပြောင်ကြပါတယ်။ထိုအခါမိန်းကလေးဟာအရှက်ရပြီးခေါင်းငုံသွားခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့ခင်ပွန်းဖြစ်သူကအခြေအနေကိုနားလည်ပေးခဲ့ပြီးတွန့်ဆုတ်နေခြင်းမရှိဘဲဇပွဲပေါ်ကသူ့အစားအစာတွေကိုယူကာဇနီးတဲ့ဘေးမှာအတူထိုင်ပြီးလိုက်စားပေးခဲ့ပါတယ်။ဒါကိုမြင်တော့သူ့ရဲ့ဖခင်ရောက်ခမကပါသူတို့နဲ့အတူဝင်ထိုင်စားခဲ့ပါတယ်။ဒီမြင်ကွင်းကြောင့်တောင်ပြောင်နေတဲ့ဧည့်သည်တွေအားလုံးချက်ချင်းပဲပါဇက်ပိတ်သွားကြပါတယ်။ခင်ပွန်းနဲ့ရောက်ခမစီကမထင်မှတ်ထားတဲ့အားပေးကူညီမှုကိုရရှိခဲ့လို့မိန်းကလေးရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်။သူမလိုဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ဒီလိုမျိုးလေးစားသမှခံရလိမ့်မယ်လို့တခါမှမတွေးဘူးခဲ့လို့ပါ။တကယ်တော့သူမဟာအရင်ကသားဖြစ်သူရဲ့ကျောင်းကားစာပေးနိုင်ဖို့အတွက်စောက်လုပ်ရေးလုပ်ငန်းခွင်မှာမနက်ကနေညအထိပင်ပန်းအလုပ်လုပ်ခဲ့ရသူပါတစ်ဖက်မှာလည်းစီယိုဟာသူ့ဖခင်ရဲ့အိမ်အောင်ပြုဖို့ဖိအားပေးမှုတွေကြောင့်စိတ်ညစ်နေရပြီးတင့်တော်တဲ့မိန်းကလေးလည်းရှာမတွေ့နိုင်ဖြစ်နေပါတယ်စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လန်းမှာတော့ဒီမိန်းကလေးနဲ့သူမရဲ့သားလေးကိုတွေ့ရှိသွားပါတယ်စိတ်အားထက်သန်နေတဲ့စီယိုဟာသူတို့စီချင်းကပ်ပြီးကျွန်တော်နဲ့အတူပြဆက်တစ်ခုကားပြပေးပါတရက်လောက်ပဲကျွန်တော်ဇနီးနဲ့သားအဖြစ်ဟန်ဆောင်ပေးမယ်ဆိုရင်ရွံတန်းပေးပါမယ်လို့ကမ်းလှမ်းခဲ့ပါတယ်မိန်းကလေးကပထမတော့တွန့်ဆုတ်နေပေမဲ့ငွေကြေးခက်ခဲကြောင့်နောက်ဆုံးမှာသဘောတူလိုက်ပါတယ်စီယိုကသူတို့ကိုအိမ်ခေါ်သွားတဲ့အခါစီယိုရဲ့ဖခင်ကသူမကိုစတင်စုပူပါတော့တယ်။ဒါပေမဲ့သားလေးကဖိုးဖိုးစီပြေးသွားပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားကဖိုးဖိုးလို့ခေါ်လိုက်တဲ့အခါမှာတော့ဖခင်ဖြစ်သူရဲ့မျက်နှာဟာချက်ချင်းနူးညံ့သွားပြီးပြုံးရွှင်သွားပါတယ်။ဒါပေမဲ့တခြားဆွေမျိုးတွေအထူးသဖြင့်ဒုတိယဦးလေးနဲ့ဒုတိယအကြီးတို့ကတော့သူမကိုတန်တရားဝင်ပြီးမိကုန်းတွေတရက်ဆက်မေးပါတော့တယ်။မိန်းကလေးကအရန်စိတ်လှုပ်ရှားနေလို့တခွန်းမှမဖြေနိုင်တဲ့အချိန်မှာသားလေးကပပနက်နက်နဲ့စကားလမ်းကြောင်းလဲပြီးသူ့အမေကိုကတင်ပေးခဲ့ပါတယ်။ဒါကိုမကျေနပ်တဲ့ဒုတိယအကြီးကတင်းနဲ့စစ်ဆေးဖို့အတွက်ကောင်လေးရဲ့သပင်တပင်ကိုတိတ်တဆိတ်ယူထားလိုက်ပါတယ်။မနက်ဖြန်ဝင်းနေပွဲကြရင်လူတိုင်းရှိမှဒီသားမိကိုအဆက်ခွဲမယ်လို့လည်းသူမယောက်ျားကိုပြောလိုက်ပါတယ်။နောက်တနေ့ဖိုးဖိုးရဲ့ဝင်းနေပွဲမှာလူစုံတက်ဆုံရောက်နေကြပါတယ်။ဒုတိယဦးလေးကဒီနာစစ်ဆေးချက်ကိုမှားထားပြီးဖြစ်ပေမဲ့မိန်းကလေးနဲ့သားလေးကတော့ဒါကိုဘာမှမသိရှာပါဘူး။သားလေးကဖိုးဖိုးဝင်းနေမှာပျော်ရွှင်ပါစေတက်ရှိကျမ်းပါပါစေလို့ရေးထားတဲ့ချစ်စရာပုံလေးတစ်ပုံကိုဖိုးဖိုးအတွက်လက်ဆောင်ပေးပါတယ်။ဖိုးဖိုးကအယံဝမ်းသာနေပေမဲ့ဒုတိယဦးလေးကတော့မအောင်နိုင်တော့ပဲဒီကလေးကခမားမီးမဟုတ်သလိုဒီမိန်းမကလည်းခမားကျွေးမမဟုတ်ဘူးကျွန်တော်တို့ဒီနာစစ်ထားပြီးအခုပဲအဖြေထွက်တော့မယ်လို့အော်ဟစ်လိုက်ပါတယ်ဒါကိုကြားတော့သားလေးကကြောက်ရွံ့တကြားနဲ့သူ့အမေကိုဖတ်ထားမိပါတယ်အဲ့ဒီအချိန်မှာပဲဈေးရုံက report ကင်ထားတဲ့လူတစ်ယောက်ရောက်လာပါတယ်ဒုတိယဦးလေးက report ကိုအမြန်ဆွဲယူပြီးဖိုးဖိုးလက်ထဲထည့်ပေးလိုက်ပါတယ်တခန်းလုံးတိတ်ဆိတ်သွားပြီးစုံနဲ့မိန်းကလေးရဲ့ရင်ကုန်တန်တွေလည်းမြန်လာပါတော့တယ်ဟဲနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကို like ပေးပြီးကျွန်တော်အကောင့်ကို follow လုပ်ထားပေးကြပါဦး